ကျွန်တော်တို့စီမှာ copy တွေကိုပဲဈေးလျှောက်ပေးတဲ့ထင်မှာဆိုလို့ဒီမှာပေါ့နော် first copy Puma Future first copy ကျွန်တော်တို့စီမှာဈေးလျှောက်ပေးပါမယ်ကျွန်တော်တို့ဒီနေ့ကစပြီးတော့ကျွန်တော်တရားမတိုင်ခင်အထိကျွန်တော်တို့ဝယ်ယူရဲ့ကြောက်ရှင်းနိုင်ကိုကျွန်တော် flat တရန်စီကိုကျွန်တော် 10% ထိကျွန်တော်လျှောက်ပေးပါပေါ့နော်ဒီ color အနေနဲ့ကဒီမှာပေါ့နော် Puma Future တော့ Puma Future တော့ဒီမှာပေါ့နော်ဒီကောင်လေးကတော့ဒါ6အောင်ထိပါပါမယ်ဒီကောင်လေးကောင်မျိုးတွေပေါ့နော် first copy ပါ quality ကတော့တော့ first copy ပါဒီကောင်လေးကျွန်တော်တရန်ဝယ်တိုင်းကိုကျွန်တော် 10% ထိလျှောက်ပေးပါမယ်နော် discount ဒီမှာလည်းရှိမှာပေါ့နော်ဒီမှာ future လေးရကျွန်တော်တို့စီမှာ site က39ကနေပြီးတော့4ဘက်3ပါပါခင်ဗျာကောင်လေးရ color အနေနဲ့ကတော့6အောင်ထိပါအောင်မယ်ဒီမှာ future လေးပါcolor ဆုံးပေါ့နော်ဒီမှာ future ရှေ့ပြကြီးရတွေလည်းလုံးဝဆင်ပြေပါခင်ဗျာပြီးနေမှာစိမ်းအောင်လေးဒီမျိုး first copy ပါကျွန်တော်တရားဝယ်ဦးမယ်ဆိုလို့ရှိရင်ကျွန်တော် 10% ထိလျှောက်ပြပါပေါ့နော်မလေးsite နေနေရတော့ကျွန်တော်39ကနေပြီးတော့ကျွန်တော် site ကြီး43ပါတော့နော်ခြေပါကြီးရလူတွေလုံးဝဆင်ပြေပါတယ်ဒီမှာစကားလေးရဒီမှာဆူချရမကပဲကျွန်တော်ဒီမှာ Puma Ultra ပေါ့နော်လူစီးရများကောင်လေးဒီကောင်လေးကိုကျွန်တော်ဒီ10% လျှောက်ပြပါပေါ့နော်ဒီ promotion ကာလတော့ကျွန်တော်ဒီနေ့ကစပြီးတော့ကျွန်တော်တို့ဒီတခြားမတိုင်ခင်ထိပေါ့နော်ကျွန်တော်ဝယ်ယူတဲ့လူတိုင်းကိုကျွန်တော်10%လျှောက်ပါဗျာဝယ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်မြို့ဆိုလို့ရှိရင်အရင်မှစီရပါခင်ဗျာဒီရန်နယ်ပြောရဆိုလို့ရှိရင်ဟိုငွေလုံးဝင်လာတဲ့ကားတင်ပေးရပေါ့နော်ကားရင်းနဲ့လူချင်းကိုအရင်ရောက်မှဆိုလို့ရှိရင်ကျွန်တော် right internet ပို့ပါခင်ဗျာအဲ့ဒါဒီမှာတင်ပါမယ်